အားလုံးမင်္ဂလာပါကိုတိုင်း football U channel ကနေပြီးတော့ကျွန်တော်ရဲ့ညီကိုတွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ချန်ပီယံလိဒုတိယမြောက်ပွဲစဉ်ပေါ့လေချန်ပီယံလိဒုတိယမြောက်ပွဲစဉ်လေးကံမဲ့အနေထားတစ်ခုရှိတယ်ပေါ့လေအဲ့ဒါကိုတိုင်းကြိုက်တဲ့ပွဲစဉ်လေးလာပြောပေးခြင်းဖြစ်ပါတယ်ကိုတိုင်းအင်မတန်ကြိုက်နေတဲ့ပွဲစဉ်ရှိပါတယ်အဲ့ဒီပွဲကျွန်တော်ပထမဆုံးပြောပါမယ်အဲ့ဒီပွဲစဉ်ကတော့ကျွန်တော်တို့တစ်ခွဲမှာကံမဲ့ကျွန်တော်တို့ကရဒါဆာရီနဲ့လဘာဘူးပါပေးထားတဲ့ project တခုကိုကြည့်ရမယ်ဆိုရင်တော့လဘာဘူးက1 minus 5ပြားရှုံးပေါက်နေပြီ3လုံးကို85ရှုံးပေါက်နေပါတယ်ဒီ V က Crystal Palace ကိုသူရှုံးထားတယ်ဗျာဒီ Everton တော့သူနိုင်ထားတယ် Southampton တော့သူနိုင်ထားတယ်မကြီးရတော့မအောင်ပေါ့လေသူ1 plus ဒီ1ပေါ့2ဆိုရတဲ့သူနိုင်ထားတယ်ပေါ့လေအဲ့တော့ဒီပွဲစဉ်မှာနိုင်မလားဆိုတော့ Calder Sari Crystal Palace ကိုရှုံးထားတဲ့အတွက်ဒီပွဲစဉ်ကိုသူ response ပြန်လုပ်ဖို့လိုတယ်ဗျာလဘာဘူးအဲ့တော့ဒီပွဲစဉ်လဘာဘူးအသင်းကိုကြိုက်ပါတယ်ကိုပေါင်းစီ385အရှုံးမှာ6ဘော်ကိုလည်းကြိုက်ပါတယ်တစ်ဘက်က Calder Sari ကိုလည်းကျွန်တော်6မျော်လင့်တဲ့အတွက်6ဘော်ကိုလည်းကြိုက်ပါတယ်ဟုတ်တယ်တင်းကတော့တစ်ခွန်းမှာပဲကံမဲ့ဘိုဒိုကလင်းနဲ့ Total Hotspur ပါဒီပေါက်ကြီးတစ်ခုကိုကြည့်ရမယ်ဆိုရင်တော့စပါးနေပြီးတော့ level ကို65ပြားရှုံးပေါက်နေပါတယ်3လုံးကို30အစားဗလာပေါက်နေပါတယ်ဒီစပါးကိုတည်ကြတယ်ဗလာရီရဲ့ဟိုတော့သူချန်ပီယံလိမှာသူအင်္ဂလိပ်မှာ 1-0 နဲ့သူနိုင်ထားတယ်ပေါ့လေဘိုဒိုကလင်းကိုကြည့်ရမယ်ဆိုတော့ဘိုဒိုကပရာဂွေးကိုတော့သူ2-2နဲ့အဝေးမှာသူတည်ကြထားတယ်ဒီပွဲစဉ်မှာခုနရက်ထားကတော့ဘိုဒိုကလင်းကိုကြိုက်ပါတယ်ဘိုဒိုကလင်းကသူ့အင်္ဂလိပ်မှာအင်တန်မာတဲ့အတင်းထဲမှာဘိုဒိုကလင်းပါပါတယ်အဲ့တော့ဘိုဒိုကလင်းအတင်းကိုကြိုက်ပါတယ်ကိုပေါင်းစီ3လုံး30အစားမှာ6ဘော်ကိုလည်းကြိုက်ပါတယ်အဲ့တော့ဘိုဒိုကလင်းနဲ့6ဘော်ကိုကြိုက်ပါတယ်နောက်တစ်ပွဲကတော့ Chelsea နဲ့ Benfica ပါဒီပြီးထားတဲ့ပွဲတစ်ခုကိုကြည့်ရမယ်ဆိုတော့ Chelsea က1 plus 30ပေါက်နေပါတယ်ကိုပေါင်းစီက3လုံးကို35ဗျာအနိုင်ပေါက်နေပါတယ် Chelsea ကဒီကြီးပင်းအောင်နိုင်ကြီးများတယ်ဗျာဒီ Chelsea က1 plus 30ပေါက်နေဘူး Chelsea ကရိုက်တယ်ဒီနော်အဲ့လိုဆိုသူကအောင်တဲ့အနေထားမှာရှိတယ်ပေါ့လေဒါပေမဲ့ကျွန်တော်တစ်ဘက်ကကြည့်တာ Benfica ဗျာတည်ရမလား Benfica ကမော်ဝင်ကိုကင်တာဗျာဒီမော်ကြီးကင်တာဗျာတည်ရမလားမော်ဝင်ကိုကင်တာမော်ဝင်ကိုကပရီးမီးယားလိဂ်ကလပ်တွေကိုသူကင်တက်တယ်လုံတက်ကင်တက်တယ်မော်ဝင်ကိုကပရီးမီးယားလိဂ်ရမှာလည်းသူကျင်လေခဲ့ဘူးလေဗျာတည်ရမလားအဲ့တော့ Chelsea ကိုတော့1 plus 30မှာ Chelsea 9တော့တကိုးပဲလို့ထင်ပါတယ်အဲ့တော့ Benfica အသင်းနဲ့6ဘော်ကိုကြိုက်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ AEB ပတ်ဟောဆိုတဲ့အသင်းနဲ့ Bayern Munich ပါပြီးထားတဲ့ဘော်တခုကြည့်ရမယ်ဆိုရင်တော့ Bayern ကနှလုံး60အရှုံးလာပေါက်နေပါတယ်ကိုပေါင်းစီက4လုံးကို65ပြားအနိုင်လာပေါက်နေပါတယ်ဘိုင်ယန်နှလုံး60ရှုံးကြီးကကျွန်တော်မမြင်ဘူးအကြီးတွေဘိုင်ယန်နိုင်လို့ရှိရင်နှလုံးစားကြီးနိုင်တယ်1 minute တွေဘိုင်ယန်တခါလေးကောက်နိုင်တယ်လေဒါပေမဲ့နှလုံးကို60ရှုံးကြီးကကျွန်တော်တော့ကြီးကိုမကြိုက်ပါဘူးကျွန်တော်က EEB ပါဟော့ဆိုရဲအသင်းကိုကြိုက်ပါတယ်ဂိုးပေါင်းစည်းကိုကျွန်တော်ကြိုက်ပါတယ်4လုံး95မှာဂိုးဘော်ကိုကြိုက်ပါတယ်ဒီလိုတော့ကျွန်တော်ကတော့သွားမယ်လို့ထင်ပါတယ်ဘာလို့ဆိုဘိုင်ယန်ကမထင်းတဲ့ကျွန်တော်ညီကိုတွေဘိုင်ယန်ကအောင်လာတာ၄ပွဲစတိုက်ရှိပြီသူကြီးအောင်လာသူကြဖို့လိုအပ်နေပြီဗျာနိုင်တော့နိုင်လိမ့်မယ်ဒါပေမဲ့ကြီးကြပါလိမ့်မယ်ဘိုင်ယန်မျိုးနဲ့အဲ့တော့တစ်ဖက်ကအတင်းနဲ့ AEB ပါဟော့အတင်းနဲ့ဂိုးဘော်ကိုကြိုက်ပါတယ်နောက်ဆုံးတစ်ပွဲကတော့ကျွန်တော်တို့ခိုင်းဝါဆိုတဲ့အသင်းနဲ့ Real Madrid ပါဒီပွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ပေါက်ကြီးတစ်ခုကိုကြည့်ရမယ်ဆိုတော့ Real Madrid ကနေပြီးတော့3လုံးကို90အစားလာပေးနေပါတယ်ဂိုးပေါင်းစီက4လုံးကို90အစားလာပေးနေပါတယ်ဒီကိုင်းဝါဆိုတဲ့အသင်းကတော့ Sporting တော့သူအဝေးကမှာသူ4-1ရတဲ့သူရှုံးထားတယ်ပေါ့လေဒီ Real Madrid ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ Real Madrid က Etico ကိုသူ level 30ရှုံးနေသူကြီးကြထားတယ် Levante ကိုတော့သူအောင်ထားတယ် Espanyol အောင်ထားတယ် Marseille ကိုကြထားတယ်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ Real Madrid 3လုံး90စာကြီးလာပြီးနေတာကြီးကနည်းနည်းကျွန်တော်စိတ်ထဲမူမှန်ဘူးပြတည်ရမလားအမေရိကန်အောင်နိုင်ကြီးဆိုနှလုံး80စာတွေလာပြီးလို့ရတယ်မှာ3လုံး90စာကြီးလာပြီးနေတယ်ကျွန်တော်ကတော့အင်ရှင်သင်းကိုကြိုက်တယ် Carrot ဆိုတဲ့အသင်းကိုကြိုက်ပါတယ်ဂိုးပေါင်းစီ4လုံး90မှာဂိုးပေါ်ကိုကျွန်တော်ပို့ပြီးတော့ပို့ကြိုက်ပါတယ်အဲ့တော့ Carrot ဆိုတဲ့အသင်းနဲ့ဂိုးပေါ်ပါဘာလို့ဆို Real Madrid ကနိုင်တော့နိုင်ပါလိမ့်မယ်ကျွန်တော်စိတ်ထဲကြီးမအောင်တော့ဘူးလို့ကျွန်တော်စိတ်ထဲထင်နေတာဗျာReal Madrid နိုင်တော့နိုင်လိမ့်မယ်ဒါပေမဲ့ကြီးမအောင်တော့ဘူးလို့ထင်တဲ့အတွက်ခိုင်းဝါဆိုတဲ့အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ပွဲစဉ်လေးတွေပြန်ပြီးရောကျွန်တော်ညီကိုတွေကိုရှုပ်ပေးပါမယ်ကိုတိုင်းအင်မတန်ကြိုက်နေတဲ့ပွဲစဉ်ကတော့ကလဒါဆာဝေးနဲ့လဘာဘူးပါလဘာဘူးအသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေရလုပ်စီချင်ပါတယ်ဘိုဒိုကလင်းနဲ့စပါးမှာဆိုရင်တော့ဘိုဒိုကလင်းနဲ့အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ် Chelsea နဲ့ Benfica မှာဆိုရင်တော့ဒီ Benfica နဲ့ဂိုးပေါ်ကိုကြိုက်ပါတယ် Chelsea ကတော့9ကျွန်တော်စိတ်ထဲတော့1 plus 30ကအိုက်ကြီးက9တော့9ခဲတယ်ဗျာဒီ9တော့9လောက်တယ်ဗျာဒါပေမဲ့ Benfica ကမော်ဝင်ကိုကြိုက်တဲ့အတွက်မော်ဝင်ကိုကလုတ်တက်ကန်တဲ့အတွက်တခုခုများလုပ်ပြနိုင်မလားဆိုကျွန်တော် Benfica ကိုကြိုက်တာပါ Benfica အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ဒီ Bayern Munich နဲ့ AEB ဘက်ဟော့ဆိုတဲ့အသင်းမှာဆိုရင်တော့
Bad Horse ဆိုတဲ့အတင်းနဲ့ Go ပေါ်ကိုကြိုက်ပါတယ် Go ပေါ်ကိုပို့ပြီး profile ဖြစ်ပါတယ်ကျွန်တော်ပို့ပြီးတော့နောက်ဆုံးတစ်ပွဲကတော့ခိုင်ဝါနဲ့ Real Madrid ပါ Real Madrid နဲ့ဆိုရင်တော့ခိုင်ဝါဆိုတဲ့အတင်းနဲ့ Go ပေါ်ကိုကြိုက်ပါတယ် Real Madrid နိုင်တော့နိုင်ပါလိမ့်မယ်ကြီးမအောင်တော့ဘူးလို့ထင်တဲ့အတွက်ခိုင်ဝါအတင်းနဲ့ Go ပေါ်ကိုကြိုက်ပါတယ် Go ပေါ်ကိုတော့ပို့ပြီးတော့ကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ YouTube ကောင် YouTube ကိုလည်း like subscribe ပြီးတော့ကျွန်တော်ညီကိုတွေ like subscribe လုပ်ပေးပါဦးနောက်ဗီဒီယိုကြရင်ကျွန်တော်ညီကိုတွေနဲ့ပြန်လည်တွေ့ဆုံကြပါတယ်ဒီညအားလုံးပဲ collect ကန်ကောင်းလိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ညီကိုနဲ့ပြန်လည်တွေ့ဆုံကြပါတယ်